share 3လို့ကောင်းတဲ့ airline click တစ်ခုနဲ့မိတ်ဆက်ပေးပါမယ်ရှင်ဒီ airline click ကဘလောက်တောင်မှ3လို့ကောင်းလဲဆိုတာကိုမမနဲ့တူတူလိုက်ပြီးတော့မှစမ်းသပ်ကြည့်လိုက်ရအောင်ရှင်ဒါကတော့အခုအသစ်ထွက်ထားတဲ့ airline တွေတွေကတစ်စိတ်တစ်ခုပေါ့နော်ဒီတစ်စိတ်ရဲ့ parking ကတော်တော်စိတ်ချနေစရာကောင်းတယ်နှစ်ထပ် parking ဖြစ်တဲ့အပြင်အတွင်းထဲမှာဒီလိုမျိုးလေးတက်တက်ရဲ့ထည့်ပေးထားတော့ပြန်သိမ်းရရလဲလွယ်ကူတယ်ပုံမှန်ဆိုရင်အိတ်ဖွင့်လိုက်တာနဲ့ဒီလိုမျိုး plastic တစ်ထပ်ခံမှထားတော့မတို့နည်းနည်းသိမ်းရတာခက်တယ်ပေါ့နော်အဲ့တော့ဒီမှာတက်ချာကိုကြည့်မယ်ဆိုရင်လည်းတက်ချာကအရန်လဲဖွဲ့မနေဘူးအရန်လဲမာကျစ်မနေဘူးကျန်းတဲ့ resin မျိုးလည်းမရှိဘူးပုံမှန်နုတဲ့ clay တွေမှာဆိုရင်လေအရန်ပုံဖော်လို့မကောင်းတာမျိုးရှိတယ်ပေါ့နော်အဲ့တော့ तू ကကြတော့ clay သားနုနုလေးနဲ့လက်မှာလည်းကစီလုံးဝမဖြစ်ဘူးသူ့ရဲ့ original မှာကိုကလည်းရေဓာတ်ကများပြီးသားဆိုတော့မတို့အယုတ်ပုံသွင်းတဲ့ချိန်မှာတော့မှရေဓာတ်တိတ်မလို့အပ်ဘူးပေါ့နော်တော်တော်လေးလဲပုံသွင်းလို့ကောင်းတယ်ရေဓာတ်ကအပြည့်အဝရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အလွယ်တကူပုံသွင်းလို့ရတယ်ဒီလိုမျိုးပတ်ကြားအပ်တာကလည်းစိုးစိုးရွားရွားဖြစ်မနေဘူးဖြစ်လာတဲ့အရာလေးတွေမှာလည်းရေလေးနဲ့နည်းနည်းတို့ပြီးတော့ဖြည့်ပေးလိုက်တယ်ဆိုရင်ချက်ချင်းကိုလုံးဝဇင်းလုံးချောပုံစံမျိုးဖြစ်သွားတာဆိုတော့အသားရဲ့သူ့ရဲ့ရေဓာတ်ပါဝင်မှုနှုံးရဲ့တက်ချာရဲ့ကတော်တော်ကိုမိုက်တယ်ကဲဒါဆိုရင်မတို့အရန်နှုံးညံ့တဲ့ clay တွေမှာဒီလိုမျိုးအပေါက်ဖောက်ရတာခက်လိခက်ထားရှိရပေါ့နော်အဲ့ဒါနဲ့မှအပေါက်ဖောက်ကြည့်တော့အပေါက်ဖောက်ရတာလည်းချောချောချူချူပဲခြောက်သွားတဲ့အချိန်မှာလည်းအဲ့ဒီအပေါက်ကတော်တော်များများ airline clay ကကျုံသွားတဲ့ဂုံသက်တိရှိရပေါ့နော်ဒီ clay ကအဲ့လိုမျိုးကျုံသွားမျိုးလည်းမဖြစ်ဘူးတော်တော်လေးမိုက်တယ်ပေါ့နော်ခြောက်သွားတဲ့အချိန်မှာလည်းပြင်းကြီးပုံစံကို24နာရီအတွင်းနဲ့အတူချုံခြောက်သွားတာပေါ့နော်ကဲနောက်တစ်မျိုးအနေနဲ့စမ်းကြည့်မယ်ဆိုရင်မတို့ rolling လိုက်ကြည့်မယ်ဒီလိုမျိုးလိုက်ကြည့်တဲ့အခါမှာဆိုရင်လေလှည့်ရတာအရန်လွယ်ကူတယ်ပေါ့နော်အောက်မှာကတ်လာဆိုတော့လေလုံးဝအောက်မှာမကတ်ဘူးအဲ့ဒါအားသာချက်ပေါ့နော်ပြီးရင်ဒီလိုမျိုးပတ်ချအပ်တာပါညာဆိုရင်လေအချိန်ရအတွက်လှိမ့်နေနေတယ်ကိုသူ့ဘာသူပြေးသွားတာဒါဆိုရင်မတို့ဖြတ်ကြည့်ရအောင်နော်ဖြတ်ကြည့်လိုက်တဲ့ခါမှာလေဓာတ်မှာကတ်တာတော့ဘာလို့မဖြစ်ဘူးလုံးဝအတိကျကြီးကွာရှင်းလင်းပြီးတော့ပြက်သားနဲ့ဘယ်နာမှညှိမနေဘူးညှိမနေအမပြောတဲ့ဒိတ်ပဲကိုတော့ဒီ clay သမားတွေတော့သိလိမ့်မယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ဒါတော်လေးကိုမိုက်တယ်ဖြတ်ရတဲ့ feeling လည်းအရမ်းမိုက်တယ်ဒါဆိုရင်နောက်တစ်ဆင့်အနေနဲ့ပုံသွင်းကြည့်မယ်ပုံသွင်းကြည့်ရဲ့နေရာမှာလည်းတော်တော်လေးမဆိုးဘူးပေါ့နော်သူ့ရဲ့အပေါ်ရန်အရည်လေးတင်းတဲ့ခြေနေမှာတော့မှသူ့ရဲ့တက်ချာလေးတွေကသွင်းရတာလွယ်ကူချောချောမွေ့မွေ့ပုံစံလေးဖြစ်နေတယ်ပေါ့နော်နောက်တစ်ဆင့်အနေနဲ့ဒီကိုလက်အစိပ်ပိုင်းလေးတွေတွဲကြည့်မယ်တွဲပြီးလို့တူးတဲ့ခါမှာလည်းအရမ်းမိုက်တယ်ကွာတစ်ချက်နှစ်ချက်လောက်ချစ်ပြီးတော့ဘေးတစ်ဆိုင်လေးတက်ချလိုက်တာနဲ့တသားလေးဖြစ်သွားတာပေါ့နော်တော်တော်လေးလဲခြောက်သွားတဲ့အချိန်မှာမြဲတဲ့ resin မျိုးရတာကိုလည်းတွေ့ရတယ်ဒါကတော့လက်ရနဲ့လဲဆိုင်နေဆိုပေမဲ့ဒီလိုမျိုးလွယ်ကူလေးရတာ beginner သမားတွေဆိုရင်လက်ရတော့မှတဆင့်တက်သွားနိုင်တဲ့ resin မျိုးပေါ့နော်နောက်တစ်ခုမှတော့ဒီလိုမျိုးတူးမြောင်းလေးတွေပုံစံမျိုးတူးကြည့်မယ်ပုံမှန်ဆိုရင်ဖွဲ့ထွက်သွားပြီးတော့မှဒါတွေကပြည့်နဲ့ကြီးပါလာမျိုးပေါ့နော်အခုကကြတော့အမတို့တူးလိုက်တာနဲ့တခါတည်းဒီအလေးလိုက်လေးအဖက်လိုက်ကလေးထွက်လာတာဆိုတော့ပွားစီလည်းအရင်တက်မနေဘူးကိုတူးလိုက်တဲ့ဂျိုင်းကွက်နေရာမှာလည်းတော်တော်လေးကိုချောချောမွေ့မွေ့နဲ့တက်ရက်လေးတွေ့ရတယ်ရေလေးနည်းနည်းထည့်ပြီးတော့မှ polish လေးလုပ်ပေးလိုက်တဲ့ဆိုရင်တော့အလုံးဝ perfect ပဲပေါ့နော်အခုဒီသိမ်းမယ်ဆိုရင်တော့မှကရေ spray လေးနည်းနည်းဖြန်းပြီးတော့မှသူ့ plastic အိတ်တစ်ထပ်ကိုထပ်ပြီးတော့မှဒီခဲဘက်ပါတဲ့အိတ်ကလေးနဲ့လုံအောင်ထည့်ပြီးတော့သိမ်းလိုက်တယ်ပြီးသွားပြီဆိုရင်မတို့ paper clip လေးညှက်ပြီးတော့မှလီလုံအောင်သိမ်းလိုက်မယ်အဲ့ထပ်ပို့ပြီး safe ဖြစ်ချင်တယ်ဆိုရင် zip clip အိတ်တို့ zip clip လုံနဲ့ဘူးရီလေးလုံးနဲ့ဘူးရီမှာထပ်ပြီးတော့ထည့်ပြီးတော့သိမ်းလို့ရသေးဒါကလေ24နာရီ quality down ဆိုတာနဲ့6လာမဲ့ reset ကိုအမတစ်ချက်ပြပေးမယ်ပေါ့နော်အရမ်းမိုက်တယ်အဲ့တော့ဒီမှာဆိုရင်ကိုွေးထားတဲ့ reset မျိုးမှာလည်းအရာတွေပါတယ်တိတ်မထင်ဘူးဒါ24နာရီပြည့်သွားတဲ့အချိန်မှာတပြင်းညီရဲ့6သွားကွာတချို့ကလေးတွေဆိုရင်နည်းနည်းရေဓာတ်ကွက်နေတဲ့ဟာမျိုးလေးတွေဖြစ်တတ်တယ်ပေါ့နော်သူကလေလုံးဝရေဓာတ်မကွက်ဘဲနဲ့တပြင်းညီတဲ့6ပြီးတော့မှလုံးဝမာကျစ်ပြီးမှတောင့်သွားတာအရမ်းမိုက်တယ်အဲ့တော့မှဒီမှာဆိုပုံဆွဲကြည့်မယ်ပေါ့နော်ဒါကတော့ရေစေးရော acrylic ကောမှဒီအကုန်လုံးစမ်းပြီးတော့မှဆွဲကြည့်ထားတာပေါ့နော်water color ဆွဲတော့လည်းအရင်ပြန့်သွားတာတော့မရှိဘူးဒါကတော့လက်ရနဲ့လည်းနည်းနည်းဆိုင်မယ်စေးသားနဲ့လည်းနည်းနည်းဆိုင်မယ်ပေါ့နော်အဓိကပြောချင်တာကတော့ဒီ clay သားကခုမှ basic သုံးမဲ့ဆိုတဲ့ customer တွေ beginner သုံးမဲ့ဆိုတဲ့ customer တွေတော့မှလက်ရကိုလိုက်တဲ့လှလိုက်တာဆိုတော့ resin မျိုးထွက်မဲ့ clay မျိုးဆိုတော့တော်တော်လေးစိတ်ကြည်နှံ့မိတယ်အဲ့တော့ဒီ clay ကိုစမ်းသုံးကြည့်တဲ့နယ်ပေါ့နော်ဈေးနှုန်းအနေနဲ့ပြောမယ်ဆိုရင်လည်း2000ကျော်ပဲဒါကတော့ဘိုင်းသေးတော့ပြောလို့မရဘူးခေတ်ချီနေရရောငွေကြေးအတက်ကြရည်နဲ့ကောဒီ2000ကျော်ဆိုတာလည်းဘိုင်းသေးဖြစ်ချင်မှာဖြစ်မှာပေါ့နော်အဲ့တော့နောက်တစ်ချက်ကတော့အမကကုတ်တင်နေကြောင်းရှင်းပြပေးမယ်အခုမှပထမအောင်ဆုံးစမ်းပြပေးမှာ UV resin ကုတ်တင်နဲ့ပေါ့နော် UV resin ကုတ်တင်နဲ့
ပြီးသွားပြီဆိုရင်ဒါတရုတ်ကလာတဲ့ကုတ်တယ်သူကလေဟိုပုံမှန်ဆိုလက်သေးနေဘူးလို့အသေးလာတာအမကဘူးကြီးဝယ်ထားလို့အိုက်ဆိုင်လေးပေါ့နော်နောက်တစ်ခါကျဒါပတ်တီကိုကနေထုတ်တဲ့gloss ပေါ့ vanish ပေါ့နော်ပတ်တီကိုကနေထုတ်တာသူကဒီလိုမျိုးစံစည်းရည်လိုအယောင်လေးနဲ့ဖြန့်လိုက်ရမယ်ထူထူလေးဖြန့်ပြီးတိတ်တီးသွားတယ်သူလည်းအရမ်းမိုက်တယ်သေးလားပြီးသွားရင်6သွားတဲ့ resin ကဘယ်လိုလဲဆိုတော့ပြောပြပေးမယ်ဒါ UV resin နဲ့အုပ်ထားတာဒါကကြတော့မှတရုတ်ဒီကထွက်တဲ့လက်သေးနေလိုပုံစံလေးနဲ့လုပ်ထားတာသူလည်းမိုက်တယ်လုံးဝရေစိုးခံတယ်နော်အကုန်လုံးရေစိုးခံတယ်ရေစိုးခံဘယ်လောက်ခံလဲဆိုတာလေအမထပ်ပြီးစမ်းပြပေးမယ်လက်တွေ့စမ်းပြပေးမယ်သိလားလုံးဝကက်စီလုံးဝမဖြစ်ဘူးအရင်ပြောင်းလက်တာမျိုးမကြိုက်ဘူးဆိုရင်ဒီတစ်စိတ်ကိုသုံးဒီမှာဆိုမှရေထည့်ပြီးတော့မှစမ်းပြပေးမယ်ရေစိမ့်နိုင်လားမစိမ့်ဘူးလားဆိုတာပြပေးမယ်ပေါ့နော်တချို့ gloss တွေကကြတော့ဒီလိုမျိုးရေတော့ခံတယ်အောက်ထိတော့မစိမ့်ဘူးဒါပေမဲ့ရေသွန်လိုက်ရင်ဘာဖြစ်သွားလဲဆိုတော့လေဟိုကက်စီဖြစ်ကြနေခဲ့တာအဲ့တော့ဒီခုသုံးထားတဲ့ gloss တွေအမှန်တမ်းလုံးဝမဖြစ်ဘူးရေစိမ့်တာလည်းမဖြစ်တယ်လို့ကက်စီလည်းဖြစ်ပြီးကြမ်းနေခဲ့ဘူးအခုမှခဏနေကြရင်တုတ်ပြမယ်ပေါ့နော်ဒါကတော့ UV resinကတော့သူကထူထဲလေးနဲ့ပြောင်လက်ကလေးရနိုင်တယ်ပေါ့နော်အဲ့တော့ကိုထုတ်မဲ့ product မျိုးစားပေါ်မှာမူတည်ပြီးဘလို့ gloss မျိုးဘလို့ vanish မျိုးသုံးရမလဲဆိုတော့ကိုရွေးပြီးတော့မှကိုကြိုက်တဲ့ resin ကိုရွေးကြပါပေါ့နော် UV resin ကတော့ကျွေးလိုပုံစံမျိုးထူထဲလေးဖြစ်သွားတယ်ဒါက Patico ဂျပန်တစ်စိတ်ဂျပန်ကလာတဲ့ vanish နဲ့သုံးထားတာတုတ်တဲ့ချိန်မှာလည်းရေကိုလုံးဝတချောတည်းပဲတုတ်ချလိုက်လို့ရတယ်ဒီကောင်လည်းအဲ့လိုပဲတစ်ခါတည်းတုတ်ချလိုက်လို့ရတယ်ကက်စီဖြစ်ချင်းဒီ gloss တွေကပွာလာပြီးတော့မှတုတ်တဲ့အရာပေါ်မှာလာပေးတာမျိုးလဲတစ်စမ်းမှမရှိတဲ့အတွက်ကြောင့်တော်လေးစိတ်ချနေမိရပေါ့နော်လုံးဝအောက်ကိုလည်းပေါက်ချင်းစိမ့်ချင်းယိုချင်းလုံးဝမရှိဘူးကွာဒီလားဟိုပလတ်စတာမှာတော့စမ်းမကြည့်ရသေးဘူးဒါ clay မှာပဲစမ်းကြည့်ရ vanish တွေပေါ့နော်ဒီမှာတော့တော်ကိုအရန်ကြိုက်နေပြီကွယ်ကဲစမ်းတော့ကြည့်ကြနော်